Times Magazine အဖုံးပေါ်မှာဇက်ကောင်ဖြစ်နေပါပြီအဲ့ဒါလို့မွတ်စလင်အမုန်းတရားဖြတ်ဝေမှုဆိုတဲ့နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့အတွက်ဝီရသူကိုတောင်မှမဘာသာမှာပါဝင်ခွင့်မပေးခဲ့ကြပါဘူးဥပမောက္ခကိုလည်းပါဝင်ခွင့်မပေးခဲ့ကြပါဘူးစောစောတုန်းကပြည်သူဘုန်းကြီးအကြောင်းကိုရခိုင်ဆရာတော်နဲ့အင်တာဗျူးတဲ့ဥက္ကဓမ္မကိုလည်းပါဝင်ခွင့်မပေးခဲ့ကြပါဘူးအမုန်းတရားဖြတ်ဝေတဲ့အစွန်းရောက်တဲ့သူတွေကိုပါဝင်ခွင့်မပေးဘဲအလဲလက်သဘောထားနဲ့ယက်တီဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကိုနောက်ွယ်ကလက်မဲကြီးတွေကတဖြည်းဖြည်းပြောင်းလဲပစ်ပြီးတော့မဘာသာတစ်ဖွဲ့လုံးကိုစစ်အုပ်စုအလိုကျဖြစ်လာအောင်လုပ်ခဲ့ပါတယ်မန္တလေးမဘာသာအဖွဲ့တော့ဝီရသူဟာမဘာသာထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်လာပါတယ်နောက်တစ်ခါဒေါအောင်ဆန်းစုကြည်ကိုဝိုင်းရံမယ်ထောက်ခံမယ်လို့မူလရည်ရွယ်ချက်ရှိတဲ့တန်ခါတော်တော်များများကိုဒေါအောင်ဆန်းစုကြည်နဲ့ဆန့်ကျင်ဘက်ဖြစ်သွားအောင်လောက်တာတွေကလည်းတဖြည်းဖြည်းနဲ့ဆွဲဆောင်သွားတာဖြစ်ပြီးတော့အင်မတန်ပါနဲ့ပါတယ်မျိုးဆောင်ဥပဒေတွေကိုပြဋ္ဌာန်းတဲ့အချိန်မှာအဲ့ဒီဥပဒေကိုတန်ခါတွေကတင်တော့အဲ့ဒီအချိန်ကလွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့သူရဦးရွှေမန်းကအဲ့ဒီလိုတင်လို့မရဘူးရှင်းနေတဲ့ဘာနဲ့ဥပဒေပုံစံရေးဆွဲပြီးမှတင်လို့ရမယ်ဆိုပြီးတော့စင်ဝေးရန်ရှောင်ပြောပါတယ်အဲ့တော့မဘာသာတန်ခါတွေကရှင်းနေရှာပြီးတော့မဘာသာဥပဒေတွေမျိုးဆောင်ဥပဒေတွေကိုသူတို့တင်ပါတယ်အဲ့ဒါလို့တင်တဲ့အချိန်မှာတရက်မှာမဘာသာအဖွဲ့အစည်းရှိရကိုသူရဦးရွှေမန်းလွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကိုယ်တိုင်ရောက်လာပြီးတော့ Every step forward starts with better nutrition. Begin with a small step to reach higher. ရွှေမန်းလွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကိုယ်တိုင်ရောက်လာပြီးတော့သူ့အနေနဲ့မျိုးဆောင်ဥပဒေတွေကိုခွင့်ပြုပေးခြင်းနဲ့စန္ဒရှိပေမဲ့ဒေါအောင်ဆန်းစုကြည်ကသဘောမတူတဲ့အတွက်ပေးဖို့ခက်နေတယ်ဆိုပြီးတော့မဘာသာတန်ခါတွေကိုပြောသွားတဲ့အကြောင်းကိုမဘာသာခေါင်းဆောင်တန်ခါတစ်ပါးကကျွန်တော်ကိုယ်တိုင်ဖွင့်ဟပြီးတော့ပြန်ပြောင်းပြောပြပါတယ်မဘာသာဝီရသူကနေပြီးတော့အခုချိန်မှာဓာတ်ရိုက်ဆက်သွယ်ပြီးတော့ကြိုးကင်ညွှန်ကြားနေတဲ့သူတွေကတော့ကမ်ဘလူဥဟာတဝါနဲ့ပေါက်ကိုတော်လို့ဖြစ်ပါတယ်ကမ်ဘလူဥဟာတဝါဟာပြူစောထီရဲ့ဥဆောင်နာယကဆရာတော်ဆိုပြီးတော့တရားဝင်ယာထူးယူထားပါတယ်သူကိုယ်တိုင်ကြေညာထားပါတယ်ကိုယ်တိုင်တင်နန်းစင်မိန်ကွင်းတွေကိုလည်းပြောပါတယ်ရှမ်းမြောက်ကိုဘုံကျဲပါရှမ်းမြောက်မှာမြေကြံလို့ရှိရင်ရပြီလို့လည်းသူကိုယ်တိုင်ပြောပါတယ်ဟုတ်ပြီရှမ်းမြောက်ကိုကျဲပါခပ်ပြောမယ်ရှမ်းမြောက်ကိုကျဲပါနိုင်ငံတိတ်ခါတမတော်ရဲ့တိတ်ခါနဲ့ဆိုင်နေပါတယ်ပြပြတာဆန်နေစီနေပါတယ်ရှမ်းမြောက်ကိုမြေကျဲရင်ရပြီလို့900နဲ့ဆရာတော်ကရွာတွေကိုမိရှုရမှာလဲကိုယ်တိုင်လိုက်ပါပါတယ်နောက်တစ်ချိန်မှာစစ်ကုံရုံးအတင်ခံရရင်ဥပဒေနဲ့အညီစစ်ဆေးအရေးယူတာတွေလုပ်မယ်ဆိုလို့ရှိရင်တေတံတောင်မှထိုက်နိုင်လောက်တဲ့ပြစ်မှုအများပြားကိုဥဝါဒဝကျူးလွန်နေပါတယ်ယနေ့